welcome back to my channel ဒီဗီဒီယိုကတော့အစီအစဉ်မရှိဘဲနဲ့ရိုက်လိုက်တာပေါ့နော်ကျမကတော့မမြင်ဘူးလို့ကြည့်နေရပါတော့သူတို့တွေရေကူးတော့ချက်ကတော့မြင်တဲ့အတိုင်းပဲပေါ့နော်ကဲအရန်ကိုမလာတဲ့နေရာကိုကျမခေါ်ရမှာပေါ့နော်အဲ့တော့ဗီဒီယိုအဆုံးထိကြည့်ပေးကြပါဦးဒီရေပေါ်ကအင်္ဂလိပ်တေးသေးလေးတွေကိုမြင်တာနဲ့ကျမပယ်ကိုရောက်နေရတယ်လို့အားလုံးသိကြမယ်လို့ထင်တာပဲပေါ့နော်ကျမတို့อยู่တဲ့အခန်းကအစွန်းဆုံးမှာရှိတော့နည်းနည်းချာချာလေးလမ်းလျှောက်လိုက်ရတာပေါ့နော်အခန်းတွေကတော့အများအောင်မှအရှိကြီးပေါ့နော်အရင်အောင်မှလာပါတယ်ပါရတော့မဟုတ်ပါဘူးကျမစိတ်ပြေလက်ပြောက်အနားယူချင်လို့တွားထားတဲ့ဗီဒီယိုလေးကိုပြန်တင်ပြထားပေးရပါတော့ Hello အခုတော့အင်းလေးထဲမှာရှိရဲ့ဟိုပင်ဟိုတယ်ရောက်နေရပါတော့အစားတော့ပါမချိုးတင်မပြင်ထားပဲရောက်လာပါတော့အဲ့တော့ရောက်လာတော့လေဗီလော့ရိုက်လိုက်ရပါတော့ so အခုတော့အခန်းလေးလိုက်ပြပြီးလိုက်ကြည့်ကြအောင်ဝင်လာလိုက်တော့စမ်းမြင်ရမှာတော့သူတို့ရဲ့ရေချိုးခန်းအင်္ဂါလေးပေါ့နော်ဒီလိုလေးတော့သူကတော့ဒီပေါင်ပတ်ထပ်ပါနော်ပြီးတော့သူကရေချိုးခန်းပါမယ်အဲ့ပြီးတော့အင်္ဂါပါမယ်အဲ့ဒီနားမှန်လေးရှိရမှာနော်ဆိုပြဒီဘက်ဒီအဲ့ပြီးတော့အဝတ်ထဲဖို့ဒီလိုဗီဒီယိုအကြီးရဲ့ပေးထားတာပေါ့နော်ဒီဘက်ဆိုလဲကိုရဲ့ပစ္စည်းတွေတင်ထားလို့တော်လေးမိုက်ပါတယ်ဒီကနေထိုင်ပြီးတော့လေဟိုဖက်အင်းလေးထဲကိုလည်းမြင်ရအောင်ဘာလို့ဒါတော့ first time ဒီလိုရေပေါ်မှာနေဘူးလို့ပြောတာပေါ့နော်ဒီမှာဆိုလဲတို့ရေတွေထားပြီးရဲ့ရေခက်တက်တာထားပြီးရဲ့ coffee ပါညာပေါ့နော်ပြီးတော့ဒီမှာဒီနားလည်းတစ်ပေါင်းရှိတယ်ပေါ့နော်ဒီနားဆိုလဲ view ကြည့်လို့ရမှာပေါ့နော် so ဆိုရပါအောင်သူရဲ့စီးနဲ့ကတော့ပေးရတဲ့စီးနဲ့တန်တယ်လို့ပဲပြောမှာပေါ့နော်အဲဆိုတညကို2သိန်းနဲ့2000ပေးရပါတယ် so ညမစိုးပါဘူးပြောမှာပေါ့နော်ဒီနားကတော့ချစ်ဆက်လေးပါဒီနားလေးတော့မှပါတယ်တော့ဒီလိုခြေထောက်ပြောတာတော့ဒီလိုရေပေါ်မှာအနားလာယူဖို့ကတော့ first time လေးပေါ့နော်တော်တော်လေးကိုမှစိတ်အေးချမ်းရပါရဲ့လို့ဒီမှာလည်းမန်တခုရှိပါသေးရဲ့ပေါ့နော်ရောက်လည်းတစ်ချက်ရှိုးပါအောင်မန်မြင်မနေနိုင်တဲ့ကျမပေါ့နော်ပါရရှောင်းလုံးနေမှလည်းမကြည့်ဘူးမန်ရှေ့မှာတစ်နိုင်လောက်ကြာရပေါ့နော်ဘလောက်ထိစိတ်ချမ်းသာရလဲဆိုရင်တောင်တန်းတွေကိုလည်းမြင်ရတယ်။ရေအေးလေးရဲ့အငွေ့အသက်ကိုလည်းရတယ်။လေကောင်းလေတန်းကိုလည်းရှူရတယ်။အကုန်လုံးက perfect ပဲပေါ့နော်။ခုတော့နည်းနည်းတော့ရင်ပူနေပေါ့နော်။နည်းနည်းတော့ရင်ပူနေပေါ့။ကျမတို့ရောက်သွားတဲ့အချိန်ကနေ့လယ်7ခွဲကျော်လောက်ဆိုတော့နေရတော့ကြက်ကိုပူနေတော့ပုံရိုက်ရတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒါမဲ့လည်းရိုက်ဖြစ်အောင်တော့ရိုက်လိုက်ပါတယ်ဆက်လေတန်တော့နည်းနည်းစူညံနေရပေါ့နော်ဘာလို့ဆိုဒီဟိုတယ်ကအင်းလေးထဲတွားလေချင်လဲတို့ဆက်လေနဲ့လာကြိုပြီးရဲ့အကြိုပို့လုပ်ပေးရပေါ့နော်အခန်းလောက်ကြရပါတယ်လို့
ကိုတော့လာဖွင့်ပေးမအောင်စောင်းရပါတော့တပုံတော့ရိုက်တော့ကက်ယူမထုတ်ပဲနဲ့ပိတ်သွားမိရပါတော့တော့တာလေးဆိုတော့လေဖြစ်တတ်ပါရောနော် so ခဏတော့စောင်းရမှာပေါ့နော်သူ reception တော့ပုံဆက်ထားပါတော့အဲကြောင့်ခဏစောင်းနေပါသေးကျေးဇူးပါ Hello 4 နာရီကျော်ပြီပေါ့နော်ဒါတော့ညောင်ရွှေကအရန်ကိုနာမည်ကြီးနေတဲ့ဟင်းထုံနဲ့ထူပူးကျော်ဆိုင်မှာဝင်ဝယ်လာတယ်ပေါ့နော်တလေဒီလိုလွတ်လွတ်လပ်လပ်နေရလေတကယ်ကိုမှစိတ်ကို relaxing ဖြစ်စေရပါတော့ကြီးလိုက်ကြပါတော့အစားတော့မပြတ်ဘူးပေါ့နော်စားတယ်တချင်သားထောင်တယ်လှုပ်ရှားရှိရလှုပ်ရလှုပ်ရှားဆိုတာလည်း video editing လုပ်တယ်တချင်သားထောင်ပြီးတော့ဟိုကြီးနဲ့ဇွေးရပါလေးညာလေးပေါ့နော်ကျမတော့ဒီ feeling လေးကိုအရင်ဟိုသဘောကျတယ်ဒီလိုတဘာဝတရားတွေနဲ့ထိတွေ့ရတဲ့ခံစားချက်ကဘာမှကိုလဲလို့မရဘူးပေါ့နော်သူတစ်ဖြစ်ဒီလိုလေးတစ်ချင်းအေးလေးနားထောင်ပြီးတော့အပြင်ကိုလမ်းကြည့်လိုက်ရင်တောင်တန်းတွေမြင်ရတယ်ရှုခင်းလေးတွေလည်းလာတယ်အဲ့လိုပေါ့နော်အခုကတော့ရေချိုးပြီးတော့ skin care လုပ်ပြီးပါတော့တော့အဲ့ပြီးတော့ဒီ hotel ကမနက်စာလေးကျွေးတော့အဲကြောင့်မနက်စာအစောထားပြီးမနက်စာတော့စားမယ်အဲ့ပြီးတော့ view ကြည့်မယ်တပ်ပုံရိုက်မယ်အဲ့ပြီးတော့ပြန်မယ်အဲ့ပဲပေါ့နော် so ကျွန်မရဲ့ video ကိုအဆုံးထိကြည့်ပေးကြဖို့မျှော်လင့်ပါတယ်ပေါ့ဗျအေးရောက်တာရပါတော့ညနေခင်းလေးဖြူဖြူအေးအေးလေးလည်းမနော်တော်တော်လေးရောမှ relax ဖြစ်တယ်လို့တောက်စားမှာငါမနဲ့ဒါတော့ကျမရဲ့ favorite ပေါ့နော်ဒါဒီခေတ်ဆွဲပြည့်ထည့်ပြီးဆိုတော်တော်လေးစားလို့ကောင်းပါတယ်တော့ကျမတငယ်ချင်းဟာပေါ့နော်အပန်းရောင်ရမ်းကြိုက်ပါတယ်အဲ့ဆိုအဆက်မစားနိုင်ဘူးနော်ဒီကနေ့ဥမာတော့ထိုင်စားမှာပေါ့နော်
အရင်ဆက်တယ်ဒါတော့မနဲ့ခင်လေးရဲ့ view ပဲပေါ့နော်ဒါတော့အဲ့ဒီဟိုတယ်အကျွေးလည်းမနဲ့စာလေးပေါ့နော်အစုံတော့ရှိပါတယ်ထမင်းကြော်တွေချောင်းကြော်တွေအစုံပဲပေါ့နော်ဒါပေမဲ့လည်းထင်တယ်လို့တော့မဟုတ်ခဲ့ဘူးပေါ့နော်အရသာတော့တိတ်ပြီးမတွေးခဲ့ပါဘူးကိုကပဲအဲ့အရသာတွေမကြိုက်တာလားတော့မသိဘူးပေါ့နော်ပုံမှန်ဆိုအိမ်မှာရှင်းအစားအစာတွေပဲစားနေကြဆိုတော့လေစားပြီးတောက်ပြီးတော့ကျမတို့ရှော့ပက်ကြီးညာပေါ့နော်ဒါတွေကတော့တိုးဆောက်ထားတော်တော်လေးကိုကြာပြီပေါ့နော်ကျမတို့ကတော့အတစ်ဆောက်ထားတဲ့ညမှာပဲတဲခဲ့ရပေါ့နော်ဆက်လေတွေငါပြီးတော့လေအင်ထဲကိုတွားလေလို့ရရပေါ့နော်တဲရောက်ဘလောက်လဲဆိုတော့ကျမတို့လည်းမစုံစမ်းခဲ့ဘူးပေါ့နော်channel လေးကို like and subscribe လေးလုပ်ပြီးတော့ကြပါအောင်ကျမဗီဒီယိုဒီညမှာပဲရက်လိုက်ပါတော့မယ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် subscribe လုပ်ပြီးတော့ပုံမမေ့ကြပါနဲ့အောင်နော်